အားလုံးမင်္ဂလာပါကျွန်တော်ယခုပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့လွယ်လွယ်ကူကူနဲ့အချိန်ကောင်းအခါကောင်းရွေးချယ်နည်းလေးကိုကျွန်တော်ပြောပြပေးပါမယ်ဒါလေးကိုအဆုံးထိလိုက်လံပြီးတော့ကြည့်ရှုနားထောင်ပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ပြီပေါ့နော်မပြောပြခင်မှာနှိပ်เสียရှိတဲ့ခလုတ်လေးတွေကိုအားလုံးနှိပ်ထားပေးကြဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်အချိန်ကောင်းအခါကောင်းကနေသားအလိုက်ရွေးချယ်ရမှာဖြစ်တယ်ပေါ့ဒီနည်းရကြတော့ပေါ့နော်နေသားအလိုက်ရွေးချယ်ရမယ်နီလန်းလေးဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်အချိန်ကောင်းအခါကောင်းအကောင်းဆုံးအချိန်ဒီအင်္ဂါနေ့နနခင်းပေါ့10နာရီခွဲမှ12နာရီတနင်္လာသားသမီးများအတွက်ကတော့ဗုဒ္ဓဟူးနေ့နနက်10နာရီခွဲမှ12နာရီအင်္ဂါသားသမီးတွေအတွက်ကတော့ကြာသာပရိနေ့10နာရီခွဲမှ12နာရီဗုဒ္ဓဟူးသားသမီးများအတွက်ကတော့တောက်ကြနေ့10နာရီခွဲမှ12နာရီအတွင်းကြာသာပရိသားသမီးများအတွက်ကတော့စနေနေ့ရဲ့10နာရီခွဲမှ12နာရီအတွင်းတောက်ကြသားသမီးများအတွက်ကတော့တနင်္ဂနွေနေ့ရဲ့10နာရီခွဲမှ12နာရီအတွင်းစနေသားသမီးများအတွက်ကတော့တနင်္လာနေ့နနက်10နာရီခွဲမှ12နာရီအတွင်းဖြစ်တယ်ပေါ့ဒီအချိန်တွေဟာမိမိတို့ရဲ့အကောင်းဆုံးသောအချိန်ကာလမျိုးဖြစ်တယ်10နာရီခွဲမှ12နာရီအတွင်းကတော့ပုံဒီဖြစ်တယ်ပေါ့3ခုနေ့မြောက်ရဲ့10နာရီခွဲမှ12နာရီဟာမိမိတို့အတွက်အချိန်ကောင်းအခါကောင်းဖြစ်တယ်ဒါလေးကိုအကုန်လုံးလိုက်မမှတ်နိုင်ဘူးဆိုရင်ကျွန်တော်ပြောပြမယ်ဒါလေးကိုတေချာလုပ်လိုက်လို့ပါအင်္ဂါနေ့ဆိုလို့ရှိရင်တနင်္လာနေ့တော့အကောင်းဆုံးပေါ့တနင်္ဂနွေတနင်္လာအင်္ဂါဟောဒါ3ခုမြောက်ပေါ့နော်အကယ်၍ဗုဒ္ဓဟူးသားသမီးများတို့ဆိုရင်ဗုဒ္ဓဟူးကြာသာပရိတောက်ကြနေ့ပေါ့နော်3ခုနေ့မြောက်ရဲ့10နာရီခွဲမှ12နာရီအချိန်နေဟာဆိုလို့ရှိရင်တော့မိမိတို့တို့အကောင်းဆုံးသောအချိန်ကောင်းအခါကောင်းတွေဖြစ်တယ်ဒီလိုအချိန်ခါရမျိုးတွေမှာမိမိတို့တို့အောင်မြင်ရေးတိုးတက်ရေးဖွံ့ဖြိုးရေးကာလတွေပွင့်လန်းမှုကာလတွေအတွက်မိမိနှစ်သက်ရာကြိုက်ရာလုပ်ငန်းတွေကိုအချိန်ကောင်းအခါကောင်းရွေးပြီးတော့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုအချိန်ဒီလိုခါရမျိုးတွေမှာလုပ်ပါအဲ့ဒါဆိုရင်မိမိတို့တို့ကံကောင်းခြင်းများစွာအောင်မြင်မှုများစွာရရှိပါလိမ့်မယ်ခုနှစ်ရက်သားသမီးများပေါင်းဘေးဘေးဟာအဝေးကွာကြပါစေ